န်းသီးများပျောက်ဆုံးခြင်းအမှုအပ်ပိုင်မိတီမနေ့စောစောငပြောရွာလေးတွင်ငပြောဆုံတော့ရုံးကန်း၌နေအောင်ကြည်နွေးနွေးအောက်ကငပြောရွာလေးရဲ့ရုံးကန်းထဲမှာဆုံတော့ငပြောကသူ့ရဲ့မန်ဘလူးနဲ့စာအုပ်တအုပ်ကိုဖတ်နေတယ်စူးစူးကသူ့စပွဲပေါ်မှာအကုန်ကွာပြီးသားတကြားသီးလေးတွေကိုစားနေရင်ခေါင်းငိမ်ခေါင်းခါလုံနေတယ်စူးစူးကပါဇက်အပြည့်တကြားသီးများကိုထည့်ရင်ဆုံတော့ငပြောရဲ့ဒီရွာလေးမှာဘာလို့ဝက်ချက်မှပေါ်မလာဘူးထင်နေအလုံးကပျော့ပျော့ရွှင်ရွှင်ပဲဆုံတော့ငပြောကစာဖတ်နေရမှာခေါင်းမော့ကြီးကစူးစူးကလျှို့ဝက်ချက်ဆိုတာမျိုးကဘယ်နေရာမဆိုရှိနိုင်တာပဲတိတ်ဆိတ်နေငိမ်သက်တဲ့နေရာမှာတော့ဖုံးကွယ်ထားတဲ့အရာတွေရှိနိုင်နေဆိုတာမမေ့ပါနဲ့အခန်းနှစ်ရုပ်ရဲ့ရုံငန်းတကားကိုခပ်ပြင်းပြင်းခောက်တန်းကြားရသည်ဥခွေးဝါဝင်လာသည်သူကမောပန်းနေပုံရပြီးအုတ်ထုပ်ကလည်းစောင်းနေသည်ဥခွေးဝါကစုံတော့မပြောရဒုက္ခပါပဲဥဝဲဝင်ရဲ့ပန်းသီးခြံကခူးထားတဲ့ပန်းသီးတွေပျောက်နေပြီစုံတော့ငပြောကအံ့ဩသွားပြီးချက်ချင်းမတ်တက်ထားရလိုက်သည်ပန်းသီးတွေဘယ်လိုပျောက်တာလဲဥခွေးဝါခေါင်းကုပ်ရင်မင်းညကအထီတော့အကုန်ရှိသေးတယ်မနေ့ကျတော့ခြံထဲမှာလုံးဝမရှိတော့ဘူးတဲ့ဒီနေ့မှစတင်သိတာမို့အကုန်ပျောက်သွားတာနားမလည်နိုင်အောင်ပဲအခန်း3ကြီးမားသောပန်းကြီးခြံတစ်ခြံရဲ့ပန်းသီးပင်အောက်မှာဥဝဲဝင်ကမျက်နှာငယ်လေးနဲ့ရပ်နေတယ်စုံတော့ငပြောနေရှင်းမလေးဆူဆူတို့ကဥဝဲဝင်နဲ့စကားအနှဲငယ်ပြောပြီးတော့မှန်ဘလူးနဲ့မြေကြီးများကိုစစ်ဆေးနေရင်ဘယ်လိုမှချရာတွေလည်းမတွေ့ပါလားဒီနားမှာတော့တင်းငယ်တဲ့အဆက်အပြောက်ကလေးတွေရှိနေတယ်ရှင်းမလေးဆူဆူကလည်းမြေပြင်ကိုတေချာပြန်စစ်ရင်အစိမ်းရောင်အဆက်ပြောက်လေးတွေပါလားဘာတွေဖြစ်မလဲစုံတော့ငပြောစုံတော့ငပြောနေရှင်းမလေးဆူဆူတို့ပန်းသီးခြံကိုစစ်ဆေးနေတာကြည့်ရင်ဥဝဲဝင်ကတွေးတောနေမိသည်ဘယ်သူကများငါပန်းသီးတွေကိုခိုးချင်ရတာလဲမသိဘူးငါကပန်းသီးတွေကိုလုံခြုံအောင်အမြဲစောင့်ရှောက်နေတာစုံတော့ငပြောကပန်းသီးပင်ကတိရွက်တွေကိုစစ်ဆေးရင်ဥဝဲဝင်ဒီပန်းသီးတွေကိုခမရရောင်းဖို့စီစဉ်ထားတာလားဥဝဲဝင်ကြီးကမဟုတ်ပါဘူးဗျာဒီပန်းသီးခြံကြီးကအဖိုးစီကနေအမွေရထားတာပါရွာပွဲတော်မှာရွာသူရွာသားတွေကိုအလက်ကားဝေမလို့ပါစုံတော့ငပြောကမြေကြီးနဲ့တိရွက်တွေပေါ်မှာစိစက်တွေကိုတွေ့နေရတာများတယ်လို့စူးစူးကိုလှမ်းပြောလိုက်သည်စုံတော့ငပြောကစူးစူးကိုဒေါ်ကြောင်မဲရဲ့အချိုးဝဲဆိုင်ကိုတွားကြည့်ရအောင်သူကရွာရဲ့သတင်းပေါင်းစုံကိုသိတတ်တယ်ပြီးတော့ငါတို့ဒေါ်မြေခွေးရဲ့ဗကြီးစတူဒီယိုကိုလည်းတွားကြည့်ကြမယ်စူးစူးကဟုတ်ကဲ့ဒေါ်ကြောင်မဲရဲ့ဆိုင်ကိုရောက်တော့အခါတွင်စုံတော့ငပြောကပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးဗာများကြားတယ်လေတော့ဒေါ်ကြောင်မဲမျက်မှောင်ကုတ်ရင်ပန်းသီးတွေပျောက်တာတော့မနေ့တည်းကကြားတယ်ဒါပေမဲ့ဘသူကိုတယ်ဆိုတာတော့မသိဘူးအော်မင်းညကတော့ညဘက်ကြီးတော့ပြေကိုရဲ့စတူဒီယိုဘက်ကနေကားတစ်စီးထွက်သွားတာကိုတော့မြင်လိုက်တယ်ပုံမှန်ဆိုရင်သူကညဘက်ကားမမောင်းဘူးရွာအပြင်ဘက်ကတက်သားအိမ်လေးတစ်လုံးရှိသည်အဲ့ဒါကဒေါ်မြေခွေးမရဲ့ပကြီးစတူဒီယိုပကြီးကားတွေအများကြီးရှိသည်စုံတော့ငပြောနေဆူဆူတို့ရောက်လာကြသည်စုံတော့ငပြောကအပင်ကနေလှမ်းអော်လိုက်သည်ပြို့ဒေါ်မြေခွေးကျွန်တော်တို့လာတယ်တကားဖွင့်ပါအောင်ဒေါ်မြေခွေးမအတွင်းကန်းထဲကနေပြီးတော့ပကြီးဆွဲနေရမှာထွက်လာပြီးဒေါ်မြေခွေးမကပကြီးဆွဲလက်စနေထွက်လာပြီးညဘက်ကြီးကွယ်စုံတော့ငပြောကပန်းသီးနောက်ဆုံးပျောက်တာနဲ့ပတ်သက်ပြီးမေးစရာလေးနည်းနည်းရှိလို့ပါအတော်ထို့နောက်စုံတော့ငပြောကမြေခွေးမရဲ့အိမ်တွင်းကန်းကိုခွင့်မတောင်းပဲဝင်သွားရပကြီးကားများထားတဲ့ခန်းမတစ်ခုမှာပကြီးကားချက်များနဲ့အတူပန်းတိပုံများဆွဲထားသည်ကိုတွေ့ရသည်စုံတော့ငပြောကပြတ်သားစွာဖြင့်ဒေါ်မြေခွေးအတော်ပန်းတိတွေခိုးသွားတာလားဒေါ်မြေခွေးကဘာမှပြန်မပြောပြီးဒေါ်မြေခွေးညနေခင်းငပြောရွာကလေးဤရွာပွဲတော်ကိုဥဝဲဝင်ကြီးဤပန်းတိခြံအတွင်းကျင်းပသောညနေခင်းတွင်ပန်းတိခြံအတွင်းမှာဥဝဲဝင်ဒေါ်မြေခွေးမနှင့်အတူစုံတော့ငပြောနေဆူဆူတို့ရွာပွဲတို့ရောက်လာကြသည်ဒေါ်မြေခွေးမကသူမဆွဲထားသောပန်းသီးပကြီးကားများကိုပြသနေသည်ဒေါ်မြေခွေးမကဥဝဲဝင်ကြီးရဲ့ပန်းသီးတွေကအရန်လှတာမို့ကျမပကြီးဆွဲကျင်တာနဲ့ညားပက်ကြီးခိုးယူလာမိခဲ့တာပါဒါပေမဲ့ပကြီးဆွဲပြီးတာနဲ့ပြန်ထားဖို့စဉ်းစားထားပါတယ်ခွင့်လွတ်ပါနော်ဥဝဝင်ကြီးကပြုံးပြီး
ဒေါ်မြေခွေးရဲ့နောက်ဆိုခွင့်တောင်းပြီးယူပါလားဒီပကြီးကားတွေကအရန်လာတာပဲခုတော့ပန်းသီးတွေကအမှုပညာလက်ရာဖြစ်သွားပြီပဲဥခွေးဝါကစုံတော့ငပြောကတကယ်တော်တာပဲစုံတော့ငပြောပြုံးပြီးဒါကကလေးတို့ရဲ့ညံကောင်းမှုနဲ့စူးစမ်းတတ်မှုကြောင့်ပါအခုတော့ဒေါ်မြေခွေးမကလည်းနောင်တရနေပါပြီပန်းသီးတွေကလည်းပုံမှန်အတိုင်းပြန်ရောက်လာပြီးဒီနေ့ဝေမာမလားဦးဝဲဝဲဟုတ်ပါတယ်ဒီနေ့ဝေမာပါရှင်မလေးစူးစူးကလည်းဟုတ်တယ်ဘယ်အရာမဆိုအရင်ခွင်တောင်းပြီးမှလှုပ်သိနေနော်ရွာသားများကပကြီးကားများကိုကြည့်ရင်လက်ခုပ်တီးကြသည်စုံတော့ငပြောနေစူးစူးတို့တယောက်ကိုတယောက်ကြည့်ကပြုံးလိုက်ကြသည်နေဝင်ချိန်တွင်ငပြောရလေးသည်ပျော်ရွှင်ငြိမ်းချမ်းစွာဖြင့်တောက်ပနေပါသည်ကလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်သူများပစ္စည်းများကိုယူတဲ့အခါမှာခွင့်တောင်းပြီးတော့ယူရမယ်ဆိုတာကလေးတို့သိပါစေမိတီ